လာပါကျွန်တော်ဒီနေ့မှာတော့စေးဘဆော့ယူလေးကိုပြပြတော့မှာပေါ့နော် One Piece တရားဆိုတော့ရှန့်စေတာကိုယူနေပဲပြောဖြစ်ပါတယ်အဲ့ဒါကိုတွားယူချစ်လိုက်ကြအောင်ဗျကျွန်တော်ဗီဒီယိုကအရန်ရှည်လွန်းလို့နည်းနည်းတော့မြန်ထားပါတယ်ဗျကဲဒီမှာဒီနေရာလေးပေါ့နော်ဒီကွက်ရွှေနားလေးကနေမဟုတ် fruit ပေါက်တဲ့နားလေးကနေတွားလိုက်ပါပြီးရင်ဒီမှာပေါ့နော်ဒီမှာအဲ့ဒါလေးရှိပါတယ်အဲ့ဒါလေးနေပါကျွန်တော်မြန်ကြီးလုပ်ပြထားတာတော့ဗီဒီယိုကအရန်ပြီမှာဟိုလို့ပေါ့နော်အဲ့ဒီနားလေးကိုအသေးစိတ်လေးပြပေးပါမယ်ကဲကျွန်တော်ဒုတိယနေရာတော့ဒီနားမှာပေါ့နော်ဒီမှာကျွန်တော် chat ယူလိုက်ပါဦးမယ်ဗျ chat ယူပြီးအဲ့ဒီမှာဒီအဲ့ဒါမြခင်းကြီးရဲ့အနောက်ဘက်ကတစ်ပင်ပေါ့နော်ဒီတစ်ပင်မှာကျွန်တော်ရှိပါတယ်ဒုတိယတစ်ခုအားလုံးပေါင်းခလုတ်က9ခုရှိရပေါ့နော်ဒီမှာပေါ့နော်အဲ့ဒီဟာပြီးရင်ဒုတိယနေရာကတော့ဘယ်နေရာလဲဆိုတော့ဒီနေရာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်နေရာကိုတွားမှာလဲဆိုတော့ဒီခြုံပုတ်ပေါ့နော်ဒီနေရာလည်းမဟုတ်ပါဘူးကျွန်တော်အပြောမှတော့ဒီခြုံပုတ်ကနေတွားမှာဖြစ်ပြီးမှဘယ်နောက်တွားမှာလဲဆိုရင်ကျွန်တော်တို့တက်လာမယ်ပေါ့နော်တက်တွားမှာပေါ့နော်တွားဖို့ဆိုရင်ဒီမှာချက်စီရနာကိုအရင်ဥပတွားမှာမယ်ဒီမှာအရင်ဥပဒီမှာလေဝဲတဲ့နေရာပေါ့နော်လေဝဲတဲ့နေရာကနေလာရမှာပေါ့နော်လေဝဲနေရာကြီးမှာချက်စီရနေရာကိုတွားမှာပေါ့နော်ချက်စီရတဲ့နေရာမှာရှိပါတယ်ဒီမှာပါဒီနားလေးမှာချက်စီရဘေးနားရဲ့ဟိုဒီမှာပေါ့နော်ရှိပါတယ်ပြီးရင်ဒီမှာကျွန်တော်ပြီးရင်ဘာလို့မှလဲဆိုတော့တောင်းခုပြပြီးဆိုတော့ဟိုပဲကျွေးမှာပေါ့နော်နှစ်ခုကတော့အဲ့ကိုလာခင်းရှိရဲ့ကျွေးမှာပေါ့နော်ကျွန်တော်လွန်တော့ပါတယ်ခဏလေးပေါ့နော်ဒီမှာပါဘာလဲဆိုဟိုကလေးက free လေးမသိဘူးဗျမဟုတ်ဘူးဗျ free မဟုတ်ဘူးကြည့်ဒီမှာမဟုတ်ဘူးပြီးရင်မနော်ကိုလာ level 20ရှိရဟာနားမှာပေါ့နော်ဒီတစ်ပင်မှာနေလိုက်ပါပြီးရင်ပဲနားမှာလဲဆိုဒီမှာပါသူတတိယမဟုတ်ပါဘူးဗာလဲနောက်ဆုံးအားဒီမှာပေါ့နော်ဒီမှာအဲ့ဒီဟာလေးကိုနေလေပါဒီမှာတက်လေးပေါ့နော်အပြင်နဲ့ဒီမှာပါရောက်လာပါပြီပေါ့နော်ကဲကြောကွက်ရှူတဲ့နေရာကိုရောက်တာနဲ့ပေါ့နော်ဒီမှာအထဲလေးကိုဝင်ရမှာမယ်အထဲလေးကိုဝင်မိရနဲ့ပေါ့နော်အသေးစိတ်ပြထားပေးပါတယ်ဒီမှာအပေါက်ထဲလေးကိုဝင်လိုက်ပါပေါက်ထဲလေးကိုရောက်ပြီဆိုတာနဲ့ဒီမှာမီးလေးရှိရပေါ့နော်အဲ့မီးလေးဒီမှာမီးလေးစားရရတော့ပါကျွန်တော်လည်းဖတ်မနေတော့ပါဘူးဗျာအဲ့မီးလေးကိုယူရဲပါနော်ယူပြီးရနဲ့ပုံတက်လိုက်ပါပုံပြန်သွားလိုက်ပါပုံပြန်သွားပြီးရင်ကျွန်တော်ဘယ်ကျွန်းပြန်သွားမှာလဲဆိုတော့တဲကနာကျွန်းပေါ့နော်တဲကနာကျွန်းသွားမှာပါကဲရောသွားလိုက်ပါအောင်မယ်ဗျာကဲကြောဒီမှာရောက်ပါပြီဒီမှာရောက်ပြီဆိုတော့ quest ယူရနားမှာပေါ့နော် quest ယူရနားလေးမှာဒီတဲကနာကျွန်းက quest ယူရနားမှာပေါ့နော်quest ယူရနားတဲ့အင်္ဂလုံးကြားတဲ့ဝင်သွားလိုက်ပါအင်္ဂလုံးကြားတဲ့တက်ဟာတဲမြုပ်နေတဲ့အိမ်လေးပေါ့နော်အပေါက်လေးကလည်းနီလေးနဲ့ပေါ့နော်အဲ့အထဲကိုဝင်လိုက်ပါအထဲလေးကိုဝင်ပါနဲ့ဝင်မိရနဲ့ဒီမှာအဲ့ဒီဟာလေးရှိပါတယ်အဲ့ကောက်ရိုးလို့ဘာလို့လေးရှိပါအဲ့လေးမီးချိုးလိုက်ပါမီးချိုးပြရတယ်ဒီမှာခွက်လေးကိုယူလိုက်ပါပေါ့နော်အထဲလေးဝင်ပြီးအထဲလေးကိုဝင်ပြီးမီးဟိုဟာလို့ပြရတယ်ဗာလဲဆိုတော့ကျွန်တော်တို့အိမ်ပြန်ရပါမယ်အိမ်ပြန်လိုက်ပါမှုမယ်ဗျပထမဦးဆုံးကျွန်တော်တို့ပြန်ရမှာပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ပြန်ရမှာပါကဲကျွန်တော်ပထမဦးဆုံးပြန်မြင်တာ Frozen Village ကိုသွားမှာပေါ့နော်ရေခဲတောင်ကျွန်းပေါ့နော် Frozen Village ပေါ့နော်ကျွန်တော်တို့သွားလိုက်ကြအောင်ဗျကဲဒီမှာဆို Frozen Village ကိုရောက်ခဲ့ပြီပေါ့နော်ကျွန်တော် Frozen Village ကိုရောက်ခဲ့ပါပြီ Frozen Village ကိုရောက်ပြီဆိုတာနဲ့ဒီမှာ CI really ရှိတဲ့လိုင်ကူရဲကိုတွားမှာပဲဖြစ်ပါတယ်လိုင်ကူရဲကိုဝင်သွားလိုက်ပါဝင်သွားပြီးရတယ်ဒီမှာအဲ့ခုနယူခဲ့တဲ့ခွက်လေးနဲ့ပေါ့နော်ခွက်လေးနဲ့ဒီမှာရေလေးခံလိုက်ပါကဲကြောအဲ့ဟာကိုရေလေးကိုခံမိရတယ်အပေါ်တွားလိုက်ပေါ့နော်အပေါ်တွားပြီးပြီဆိုတာနဲ့ဒီမှာဓားဝယ်တဲ့နားမှာပေါ့နော်ဓားဝယ်တဲ့နားမှာပါဓားဝယ်တဲ့နားကဓားဝယ်တဲ့အိမ်ထဲဝင်လိုက်ပါဝင်မိရင်ဒီမှာခုနယူတဲ့ရေလေးနဲ့တိုက်လိုက်ပါရေလေးကိုတိုက်လိုက်ပါသူနဲ့စကားပြောလိုက်ပေါ့နော်စကားပြောပြီးရနဲ့သူကတော့ငါမှပေးစရာမရှိသေးဘူးPirate Village မှာငါသားရှိရင်အဲ့ဒီရှိကိုတွားလို့ပြောပါတယ်သူကပေးလိုက်မယ်လို့ပြောရပါတော့ကျွန်တော်တို့အဲ့ဒီရှိကို Pirate Village ကို
ကျွန်တော်တို့သွားလိုက်ကြရအောင်ဗျပိုက်ရိုဖိလစ်ပေါ့နော်ပင်လယ်ဓမြတွေရှိရဲ့ကျွန်းပေါ့နော်အဲ့ကျွန်းကျွန်တော်တို့သွားပါမယ်ကဲကျွန်တော်ရိုက်တော့မှာပါတီဟာလဲဆိုတော့တေကုန်တော့မှာပဲကွာရေရနဲကဲကျွန်တော်လာလိုက်ပါပြီလာလိုက်ပြီဆိုတာနဲ့ဒီမှာတီတောင်တီသွားကြည့်ဗျဟာအပင်နေပေါက်နေတယ်ဟာအပင်နေပေါက်နေပါလေဒီမှာချက်ယူတဲ့နားမှာပေါ့နော်ရင်ကချက်ယူတဲ့နားမှာလာလိုက်ပါချက်ယူရနားချက်လေးရပါမယ်ဗျအဲချက်ယူရပေါက်ကနေမှတစ်ခါသွားလိုက်ပါပေါ့နော်အဲကျတော့တစ်ခါသွားလိုက်ပါပြီးရင်ဒီမှာဘလို့ပြရမှာလဲဆိုရင်ဒီမှာတက်လာနဲ့ဒီမှာတစ်ခုပေါ့နော်ဟိုဘက်ကသွားရရှိပါတယ်ဒီမှာနှစ်ခုပေါ့နော်ဒီမှာအရှိဆုံးနေရပေါ့နော်အဲအရှိဆုံးနေရနေမှာသွားပါဒီမှာရှိပါတယ်ဒီမှာဒီသူသားရှိရပေါ့နော်အဲသူသားနဲ့စကားပြောလိုက်ပေါ့နော်စကားပြောပြီးရနဲ့ကျွန်တော်ဘာလို့အမှလဲဆိုတော့စကားပြောပြရနဲ့အဲကျွန်တော်တို့ဗာလဲကျွင်းငယ်လေးရှိသွားမှာပေါ့နော်ဒီမှာပါဟိုမှာ fruit လေးလားမသိဘူးဗျအိုး rubber fruit ကျွန်တော် rubber fruit ရrubber fruit ရဗျ rubber fruit ပေါ့နော်မင်းကဘာဖြစ်ချင်တာလဲရဟဲ့အောင်မင်းကလိုက်မကောင်းလို့လိုက်ရမစုပ်တယ်ဗျာကဲဒီမှာအဲ့ဒီမှာ rubber fruit လေးရခဲ့ပါတယ်ကျွန်တော် rubber fruit လေးရခဲ့ပါတယ်ကျွန်တော်အဲ့ rubber fruit လေးအနေနဲ့စတိုးထားလိုက်ပါမယ်ကဲဒီမှာအဘီယာနဲ့ဒီမှာတက်ပဲပေါ့နော်ဒီမှာအဲကျွန်းတက်လေးသွားမှာပေါ့နော်အဲကျွန်းတက်လေးကိုသွားလိုက်ပါမယ်ကဲဒီမှာကျွန်းတီလေးရဲမှာရှိပါတယ်ဒီမှာတယောက်ကတော့တက်နေဗျလူအဲတယောက်ကဟိုကောင်တက်နေကိုကျွန်တော်တီသွားခဲ့ပါပြီဒါပေမဲ့ဘာမှဖြစ်ပါဘူးတီသွားပြီဆိုတော့အဲ့ဒီနားမှာရှိရကောင်ကျွန်တော်တက်ရပါမယ် level ကတော့200ရှိဖို့လိုပါတယ်အဲကောင်တက်ရပါမယ်တက်ပြီးရနဲ့ကျွန်တော်တို့ဘာလို့ရမှာလဲဆိုတော့ Pyroville ကိုပဲပြန်လိုက်ပါ Pyroville ကိုပဲကျွန်တော်ပြန်သွားပါမယ်Pyroville ကိုပဲသွားလိုက်ကြအောင် Pyroville ကိုပဲသွားမှာပဲကဲမှာ Pyroville ကိုစသွားပါပြီသွားပါပြီကဲဒီမှာ Pyroville ပေါ့နော် Pyroville ကိုပြန်ရောက်ပါပြီ Pyroville ကိုပြန်ရောက်ပြီဆိုတော့သူ့ရဲ့သားရှိပြန်သွားမှာပေါ့နော်သူ့ရဲ့သားရှိမှာပေါ့နော်သူ့ရဲ့သားနဲ့စကားပြောလိုက်ပေါ့နော်အေးငါဟိုကောင်းရှူတက်ခဲ့ပြီးဘာကြတဲ့စကားပြောလိုက်မယ်ပေါ့နော်ပြီးရင်သူကခီးပြေးလိုက်ပါမယ်တော့ပေးပါမယ်သူကပြီးရင်ကျွန်တော်တို့ဘယ်ကိုပြန်သွားမယ်ဆိုတော့ဂျန်ကီကိုပြန်သွားမှာဖြစ်ပါတယ်ကဲအိမ်ပြန်လိုက်ပါအောင်မယ်ဗျလိုင်းရဆုံးနေပြီခုတော့ကျွန်တော်အိမ်ကိုရောက်ခဲ့ပါပြီပထမဦးဆုံးကျွေးတော့အိမ်တော့မဟုတ်ပါဘူးပထမဦးဆုံးကျွေးကိုရောက်ပြီဆိုတာနဲ့ဂျန်ကီကိုတော့ပါမယ်ဂျန်ကီကိုတော့ပြနေတော့ဘဲမှာတော့သွားစရာမရှိတော့ပါဘူးပြီးတော့ချရင်ပြီးရင်ဒါရပါပြီဒီမှာကိုကရှိရနာပေါ့နော်မဟုတ် fruit ပေါက်တဲ့နာပေါ့နော်မှားသွားပြီ fruit ပေါက်တဲ့နာပေါ့နော်ကျွန်တော် fruit ပေါက်တဲ့နာကိုပြန်လာပါမယ် fruit ပေါက်တဲ့နာမှာတော့လေးနဲ့ဒီဟာလေးကိုဖွင့်လိုက်ပါတော့လေးနဲ့ပေါ့နော်တော့လေးကိုကိုင်မှအားလေးကိုဖွင့်လိုက်ပါအားလေးဖွင့်ပြီးရတယ်ဒီကမှာ chance ကရှိပါမယ်အဲ chance ကိုကျွန်တော်တို့တက်ပြီးရတယ်ပြီးပါပြီခင်ဗျအဲ chance ကိုတက်ရတဲ့ကျွန်တော်တို့အောင်မြင်သွားပါပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတယ်ဆိုတော့ like and subscribe နဲ့လုပ်ပေးတော့ကြပါအောင်ဗျအဲ chance ကိုတက်ဖို့ဆိုတော့ level 200တော့လိုပါရဲ့ကောင်းကောင်းမွန်မွန်လေးစော့လိုက်ကြပါ